ဒါမောင်လေးကဒီငလင်ဘေးအတွက်ပေါ့နော်ဒါအလှငွေ9 သိန်းကျပ်ဒါလားလှူတာပါမောင်လေးကဝါရလက်ကပါဟုတ်မောင်လေးအမကိုဒါပြပြပြီးမိတ်ဆက်ပေးပါအောင်မောင်လေးဒါနာမည်လေးပေါ့နာမည်နဲ့ဒါနေရက်လိပ်စာလေးပြီးတော့ဒီလိုလှူပြပုံလေးပေါ့နော်ကျွန်တော်နာမည်ကတော့ကျော်လိုက်တော့ပါအသက်ကတော့အသက်ကျော်ကြအောင်လို့တော့နော်ရပါရပါဗါလေကျွန်တော်28ရက်နေ့ကကျွန်တော်တို့စကိုင်းမှာလောက်သွားတဲ့ဟာဟိုစိတ်ထဲမှာတော့မကောင်းဘူးဗျာကိုကလည်းတန်းနိုင်တဲ့လောက်လေးလှူပြတာပါကျွန်တော်ကအမေနဲ့ဟိုတာမင်းနဲ့တော့ဒီမိသားစုအကုန်လုံးကလှူခြင်းနဲ့ဆိုလို့ဒုရကလာလှူပြတာဟုတ်ကြည့်တာပါမောင်လေးလှူတာပါအမရောဒါဘယ်လိုမျိုးမောင်လေးကလှူမယ်ဆိုတာလည်းဒါသူဖြစ်သွားတယ်အမတော့လှူဖို့နေရာရှာနေတာစပြည့်ကြရပါတော့သမီးလေးလည်းမွေးနေ့လေးဟိုပထမတော့လှုပ်ပေးမယ်ဆိုပြီးကျွေးမွေးလိုက်ပါပေါ့မဖြစ်ခင်ပေါ့နော်နောက်ကျတော့အဲ့ဒါဖြစ်လဲပြောကောင်းအကျိုးမလုပ်တော့ဘူးငါလှူတဲ့ကိုထည့်မယ်ဘယ်နှလှူအောင်မသိဘူးခိုင်မာတဲ့အဖွဲစည်းရှာမှာဆိုတော့လဲအဝေးတွေသမီးကရှောက်ပြောဘယ်လိုသွားပြီးလှူအောင်မသိဘူးဆိုတော့တမေသားတို့ဖွဲအဲ့လိုရှိတယ်ဆိုတော့ဝမ်းသာပါတယ်သူကလည်းလှူထည့်မယ်ဆိုတို့တွေထည့်ပြီးစုလှူကြအောင်ဆိုပတ်စံ9 သိန်းစုပြီးလာလှူပြတာကျေးဇူးတင်ပါတယ်အေးပါကိုဝမ်းသာပါလေလှူခွင့်ရလို့ပဲကျေးဇူးတင်ပါတယ်ဟုတ်